VOA News မှာကြိုဆိုပါရစေ။ဒီနေ့2026ခုနှစ်ဧပြီလ10ရက်အတွင်း Manchester United အသင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အသင်းရဲ့နီးပြအခြေအနေ၊ကစားသမားစာချုပ်ကိစ္စတွေနဲ့အပြောင်းရွှေ့သတင်းတွေပါဝင်မှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့နီးပြသည့်နေရာအတွင်းကစားသမားတွေရဲ့ထောက်ခံမှုအကြောင်းတင်ဆက်ပေးပါမယ်။မန်ယူတောင်ပိုင်းကစားသမားအာမတ်ဒီအေလိုကလက်ရှိယာယီနီးပြမိုက်ကယ်ကာရက်ကိုအမြဲတမ်းနီးပြအဖြစ်ခန့်အပ်ဖို့လူသိရှင်ကြားထောက်ခံပြောဆိုလိုက်ပါတယ်။ကာရက်ဟာအသင်းရဲ့ DNA ကိုနားလည်သူဖြစ်ပြီးကစားသမားတွေအားလုံးကသူ့ရဲ့ဥဆောင်မှုအောက်မှာပျော်ရွှင်နေကြတယ်လို့အာမတ်ကဆိုပါတယ်။ဒါဟာကာရက်အထက်အားသာချက်တစ်ခုဖြစ်လာနိုင်ပါတယ်။နောက်ထပ်သတင်းတစ်ခုကတော့အသင်းရဲ့ဝါရက်နောက်ခံလူဟယ်ရီမက်ဂွိုင်ယာစာချုပ်တဲ့ချုပ်ဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အသက်33နှစ်အရွယ်ရှိပြီဖြစ်တဲ့မက်ဂွိုင်ယာဟာမန်ယူအသင်းနဲ့တစ်နှစ်သက်တမ်းတိုးစာချုပ်တဲ့ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။သူ့ရဲ့ရခင်စာချုပ်ကဒီနွေရာသီမှာကုံဆုံးတော့မှဖြစ်ပေမဲ့အသင်းကသူ့ကိုဆက်လက်ထိန်းသိမ်းထားဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။အသင်းကနဝင်ပေါလ်စကိုကတော့မန်ယူအသင်းကိုအကြီးစားပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့လူအပ်နေပြီးလက်ရှိကစားသမားတွေက10ဦးအထိကိုရောင်းထုတ်တဲ့လို့ပြင်းပြင်းထန်ထန်ဝေဖန်အကြံပြုထားပါတယ်။ဒီလိုဝေဖန်မှုတွေကအသင်းရဲ့အပြောင်းရွှေ့ဈေးကွက်ကိုဘယ်လိုတက်ရောက်မှုရှိလာမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။အပြောင်းရွှေ့သတင်းတွေအနေနဲ့ကတော့အသင်းကကွင်းလယ်ကစားသမားယူကာဒေးကိုဒီနွေရာသီမှာရောင်းထုတ်ဖို့စဉ်းစားနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒါအပြင်ဥရောပထိပ်တန်းကလပ်အချို့ကလည်းမန်ယူအသင်းရဲ့ပေါင်42သန်းတန်ကွင်းလယ်ကစားသမားတဦးကိုခေါ်ယူဖို့အပြင်းအထန်ကူပန်းနေကြတယ်လို့သိရပါတယ်။အချို့အားဖြင့်ဆိုရရင်ဒီနေ့မန်ယူသတင်းတွေမှာမိုက်ကယ်ကာရက်ကိုအမြဲတမ်းနီးပြအဖြစ်ခန့်အပ်ဖို့ကစားသမားတွေရဲ့တောင်းဆိုမှုဟယ်ရီမက်ဂွိုင်ယာရဲ့စာချုပ်တဲ့ကိစ္စနဲ့ပေါလ်စကိုရဲ့ဝေဖန်မှုတွေကအဓိကရေးပန်းစားနေပါတယ်။ VOA News Channel ကို Like and Subscribe လုပ်ဖို့မမေ့ပါနဲ့ဦးလို့တိုက်တွန်းရင်ဒီနေ့အထက်သတင်းတင်ဆက်မှုကိုဒီမှာပဲရပ်နာပါစေ။ကျေးဇူးတင်ပါတယ်။ Champions! This is for the fans!